ဥစွာပထမအသက်ရှင်တော်မူသောဖခင်ရဲ့ကျေးဇူးတော်အပေါင်းကိုချီးမွမ်းပါတယ်။ကျေးဇူးတော်အဖြစ်အသက်ရှင်ရခြင်းအခွင့်နဲ့အတူတကွနှုတ်ကပတ်သမတရားကိုသိစေခြင်းအခွင့်ကိုပြင်ဆင်ပေးတဲ့ဖခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်။ဒီနေ့အတူတကွနှုတ်ကပတ်တော်ကိုခွန်အားယူကြမှာဖြစ်ပါတယ်။နားတော်ဆုတောင်းရအောင်။အသက်ရှင်၍ကောင်းမြတ်တော်မူသောဖခင်ဒီကနေ့နှုတ်ကပတ်တော်အဖြစ်တာမီတို့ကိုသိရှိနှုတ်ကပတ်တော်ကိုနားလည်ရခြင်းအခွင့်နဲ့အတူတကွဘဝအသက်တာမှာရှောက်လန်းတဲ့အခါမှာဆင်ခြင်စရာအားဖြင့်အသက်တာကိုပြင်ဆင်နိုင်ဖို့ကိုတော်တုံးတင်ပါခံယူမဲ့နှလုံးသားအသီးသီးကြားနာမဲ့နားအသီးသီးပေါ်မှာဘုရားသခင်ကောင်းချီးပေးပါသခင်ရှုဖျားနာမကိုအမိပြုလျက်တာမီတို့အစီအစဉ်အချိန်တိုင်းကိုကိုတော်လက်ဝဲဆက်ကပ်အနံပါတယ်ဘုရားသခင်အာမင်ဆိုတော့ဒီကနေ့အတူတကွခွန်အားယူဖို့ရန်အတွက်နှုတ်ကပတ်သမကျမ်းချက်တစ်ချက်ကိုအခြေပြုထားပါတယ်ရှမဿဲခရစ်ဝင်ခန်းကြီး14အငယ်31ဖြစ်ပါတယ်ယေရှုသည်လက်တော်ကိုချက်ချင်းဆန့်၍ပေတရုကိုကင်တော်မူလျက်ယုံကြည်ခြင်းအားနည်းသောသူအဘဲကြောင့်ယုံမှသောစိတ်ဝင်သည်ဟုမေးတော်မူ၏ဘဝမှာကျွန်တော်တို့တစ်ခါကြားလို့ရှိရင်မေကုံမောင်မြောက်များစွာရှိပါတယ်အခုပေတရုရဲ့အသက်တာကိုလည်းသခင်ကမေးတယ်အကြောင်းအရာလေးကိုမဖော်ပြခင်နောက်အကြောင်းလေးကိုနေငယ်ပြန်ပြီးတော့မှဒုက္ခဆင်ခြင်ရအောင်သခင်ခရစ်တော်ဘုရားနဲ့သူ့ရဲ့တပည့်တော်တွေကအတူသွားလာပြီးတော့မှရှိနေတဲ့အချိန်ဆိုတော့ဥပမာလေးတစ်ခုပြောပြချင်းတင်တန်းတစ်ခုမှာပေါ့တင်တန်း9ရက်တင်တန်းတစ်ခုဆရာ3ယောက်ရှိတယ်အဲ့ဒီဆရာကအဲ့ဒီဘာသာသင်မယ်ဟိုဆရာကအဲ့ဒီဘာသာသင်မယ်ဟိုဆရာမကအဲ့ဒီဘာသာသင်ဘာသာအသီးသီးဆရာဆရာမအသီးသီးရှိတယ်အဲ့တော့တရက်နောက်ထပ်တရက်လောက်ကျွန်တော်တင်တန်းတက်လိုက်တဲ့အခါမှာအဲ့ဒီဆရာကအဲ့ဒီဘာသာသင်တဲ့ဆရာကျွန်တော်သိနေဒါတော့မှ9ရက်တင်တန်းနေဒီတရက်2ရက်လေးပဲရှိနေတဲ့လူတွေမှာဒီဆရာမရဲ့ဒီမျက်နှာကအဝေးကကြည့်နေတယ်လို့သိအဲ့တော့ဒီသခင်ခရစ်တော်ဘုရားနဲ့ဒီတပည့်တော်တွေကအတူသွားလာနေတာအမြဲတမ်းသွားလာနေတာပဲဆိုတော့အဲ့မှာဘာကိုတွေ့ရမလဲဆိုတော့ရှင်မဿဲခရစ်ဝင်ခန်းကြီး14အငယ်25မှာည3ချက်တီးကြော်အချိန်၌ယေရှုသည်အိုင်ပေါ်မှဆက်တော်ဖြန့်၍တပည့်တော်တို့ရှိရာသို့ကြွလာတော်မူထို့သောအိုင်ပေါ်မှဆက်တော်ဖြန့်၍ကြွတော်မူသည်ကိုသူတို့သည်မြင်လျင်ထိတ်လန့်၍ဖုတ်တစေဖြစ်သည်ဟုကြောက်သောစိတ်နှင့်အော်ဟစ်ကြ၏ဒီတပည့်တော်တွေနဲ့သခင်ကအမြဲတမ်းသွားလာနေတယ်ဒီမြင်နေတဲ့မျက်နှာဒီမျက်နှာကိုပဲမြင်တယ်မမှတ်မိစရာအကြောင်းမရှိဘူးအခါကျကျွန်တော်တို့လူ့ရဲ့အသက်တာမှာလည်းထုံနေတကောင်းပဲယုံကြည်သူတွေဖြစ်တယ်ဆိုတော့ကျွန်တော်တို့ယုံကြည်သူများအကြိုက်ဆုံးကျမ်းပိုက်တစ်ပိုက်ရှိတယ်ကျင်ယောဟန်ဩရစာပထမဆောင်အခန်းကြီး9အငယ်4ဘုရားသခင်သားဖြစ်သောသူမည်သည်ကလောကကိုအောင်တတ်၏လောကကိုအောင်ခြင်းအကြောင်းမူကားငါတို့၏ယုံကြည်ခြင်းပေကျွန်တော်တို့ကဘုရားကိုယုံကြည်တဲ့ဘုရားသားသမီးတွေဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဗစက်ကယုံကြည်ခြင်းတော့လိုက်လျှောက်တဲ့အသက်တာမှာယုံကြည်ခြင်းနဲ့လွဲမာပြီးတော့မှတမန်တရားနဲ့ဓမ္မနဲ့လွဲမာပြီးအဓမ္မပဲလိုက်သွားတဲ့လမ်းတွေအများကြီးရှိယုံကြည်ခြင်းနဲ့ပတ်သက်လို့ယုံကြည်ခြင်းရဲ့ဖခင်ကြီးဟူသောအာဗြဟံရဲ့အသက်တာကိုပြန်ကြည့်ရင်လည်းအာဗြဟံကိုဘုရားကလူမျိုးကြီးဖြစ်စေမယ်ကောင်းကြီးပေးထားတယ်တူရီတော်သားဘုရားကပြန်တောင်းတယ်တင်းရဲ့တူရီတော်သားကိုငါ့ကိုပြန်ပြီးတော့မှပူဇော်ဖို့သားကမေးလိုက်တယ်ဖေးထင်းပါတယ်မိပါတယ်ရစ်ကောင်ပမာဖခင်တယောက်ရဲ့စိတ်ထဲမှာဝင်ကြည့်လိုက်ဘယ်လောက်ခံစားရမလဲဒါပေမဲ့သူကဘုရားကိုယုံကြည်သူ့ရဲ့ယုံကြည်ခြင်းအပေါ်မှာဘုရားကဆန်းစစ်တယ်တမန်ကျမ်းစာထဲမှာယုံကြည်ခြင်းဆန်းစစ်တဲ့သူတွေအများကြီးပဲယောဘဘုရားဆန်းစစ်တာပဲဟောသူရဲ့ပစ္စည်းဥစ္စာသားသမီးကုန်သွားတယ်ဒါပေမဲ့ယောဘဘုရားပေါ်မှာသစ္စာရှိအာဗြဟံဘုရားကိုယုံကြည်တဲ့အရာမှာလုံးဝဂျိုင်နဲ့မသွားတဲ့ယုံကြည်ခြင်းဆိုတော့အခုကတပည့်တော်များနဲ့သခင်ခရစ်တော်ဘုရားရဲ့အကြောင်းအရာကိုကြည့်တဲ့အခါမှာအမြဲတမ်းသွားလာနေတယ်ဘုရားနဲ့အတူသွားလာရှိနေဘုရားကိုယုံကြည်နေတဲ့သူတွေပဲဖြစ်ဒီအပေါ်မှာသူတို့ယုံကြည်ခြင်းဘယ်လောက်ရှိတယ်လဲဘုရားကဆန်းစစ်သူတို့ထားခဲ့တယ်ကြောက်လန့်၍ဖုတ်လို့စေဖြစ်သည်ဟုကြောက်သောစိတ်နှင့်အော်ဟစ်တယ်ယေရှုကအချိန်မှာယေရှုကလည်းချက်ချင်းနှုတ်ဆက်တယ်ဤကြည်သောစိတ်ရှိကြတယ်ငါပင်ဖြစ်ပြီးမကြောက်လန့်ကြနဲ့ဟုမိန့်တော်မူအဲ့တော့ပေတရုခြုံထွက်လာသခင်ကမျက်စိမမြင်တဲ့သူကိုမြင်စေတယ်ဘုရားဆိုတာသူသိတယ်သူ့အပေါ်မှာပြုတ်နိုင်လားမပြုတ်နိုင်လားဒါမှမဟုတ်ယုံကြည်သူများကျွန်တော်အသက်တာမှာပြန်ဆက်စစ်ပါဘုရားကိုဘယ်တော့မှပြန်ပြီးတော့မစုံစမ်းပါကျွန်တော်ဒုက္ခရောက်ပါချမတဲ့ခရစ်ဝင်ခန်းကြီး14ငွေ28မှာပေတရုကလည်းသခင်ကိုရောမန်လင်ကျွန်ုပ်သည်ကိုရောထံသို့ရေပေါ်မှာလာရမည်အကြောင်းမိန့်တော်မူပါဟုရှောက်လင်လာခဲ့လို့ဟုမိန့်တော်မူကျွန်ုပ်ဒီကိုရောထံသို့ရေပေါ်မှာလာရမည်အကြောင်းရေဆိုတဲ့အရာကကျွန်တော်တို့ရေသွားမျိုးနဲ့ကျွန်တော်တို့ဂဲလုံးပြချတာနဲ့ဂဲလုံးပဲရောက်အောင်မသိဘူးနင်းမြောက်သွားမှာပဲဒါပေမဲ့ဒီအရာပေါ်မှာသူသခင်လုံနေဆိုသူသိတယ်သခင်ကပါလေလာခဲ့ရှေ့ကိုကြည့်တဲ့အခါမှာပေတရုသည်လေပေါ်ကဆင်း၍ယေရှုထံသို့ရောက်အံ့သောငါရေပေါ်မှာလမ်းသွားလေ၏သခင်အခွင့်ပေးတဲ့အချိန်သူသွားတယ်လေပြင်းသည်ကိုမြင်လျင်ကြောက်လန့်၍နစ်မွန်လူသည်ရှိတော်ကဲမတော်မူပါသခင်ဟုဟစ်ကြော်လေ၏ဒါကြလို့ရှိရင်ကျွန်တော်ဘဝအသက်တာမှာစဉ်းစားဆုံးဖြတ်ဖို့ရန်အတွက်လိုအပ်တယ်ဘုရားသခင်ကကျွန်တော်ရွေးချယ်စရာတွေအများကြီးပေးထားတယ်ဗမာဦးကျမ်းကိုပြန်ကြည့်တဲ့အခါမှာလည်းအာရန်အင်းဝါကိုဘုရားကရွေးချယ်ဖို့ရန်အတွက်ပြင်ဆင်ထားပြီးအဲ့တော့ကျွန်တော်ရွေးချယ်ရမယ့်အသက်တာမှာကျွန်တော်ယုံကြည်သူများရဲ့အသက်တာမှာကျွန်တော်ရွေးချယ်တာမားရင်တော့ကျွန်တော်ဒုက္ခရောက်မှာဒါပေမဲ့ကျွန်တော်တို့ကိုဘုရားသခင်ကဘယ်တော့မှတော့ပြစ်မထားပါဘူးရှင်မဿဲခရစ်ဝင်ခန်းကြီး14အငယ်30မှာလေပြင်းသည်ကိုမြင်လျင်ကြောက်လန့်၍နစ်မွန်လူသည်ရှိသောကဲမတော်မူပါသခင်ဟုဟစ်ကြော်လေဒုက္ခရောက်သွားဗာလဲသခင်ကိုပြန်ခေါ်
အဲ့တော့31မှာယေရှုသည်လက်တော်ကိုချက်ချင်းဆန့်၍ပေတရုကိုကင်တော်မူလျက်ယုံကြည်ခြင်းအားနည်းသောသူအဘယ်ကြောင့်ယုံမသောစိတ်ဝင်သည်နည်းဟုမေးတော်မူဒါကြောင့်မလို့ကျွန်တော်တို့အသက်တာမှာဘုရားသခင်ကသူ့ကိုဘယ်လောက်ချစ်တယ်လဲဘုရားသခင်ကခါကြလို့ပြန်ပြီးတော့မှဆန်းစစ်တဲ့အချိန်ခါမျိုးမှာကျွန်တော်တို့ရွေးချယ်မှုမှာဖို့ရန်အတွက်ကျွန်တော်အသက်တာမှာပြင်ဆင်ဖို့ရန်အတွက်လိုအပ်တယ်ကျွန်တော်တို့အသက်တာမှာဘုရားနဲ့မှန်ကန်တဲ့အသက်တာဖြစ်ဖို့ရန်အတွက်လိုအပ်တယ်ဆိုတော့ဒီကနေ့ခွန်အားပေးခြင်းတဲ့အချက်ကယုံကြည်ခြင်းရိုင်နဲ့မသွားပါဘူးလောကကြီးထဲမှာနေတယ်ကျွန်တော်တို့စူးစမ်းရုန်းကန်နေရတယ်ဘုရားသခင်အပေါ်မှာတန်တရားဖြစ်သွားမယ်ဆိုရင်ကျွန်တော်တို့ဒုက္ခရောက်မယ်ကျွန်တော်တို့ရည်မြစ်မယ်အဲ့တော့ဒီနေ့ခွန်အားပေးခြင်းနဲ့ရောက်စီတန်းရဲ့အသက်တာမှာယုံကြည်ခြင်းကြီးဟူသောအခြေခံအုတ်မြစ်ကိုခံခံတည်ဆောက်နိုင်တဲ့အသက်တာများဖြစ်စေဖို့ရန်အတွက်ဆန္ဒပြုရင်ဒီကုန်းချုပ်ပါတယ်ရောက်စီတိုင်းဘုရားသခင်ကောင်းကြီးပေးပါစေ